ဘူးကြီးကြောက်ကငယ်ဒီပဲချွေးရတာငါကတူတယ်ဘယ်လိုလဲကျွာပြန်မှဘူးစီကြောက်ကြီးပဲလှမ်းပြီးတော့ချက်စားတော့မှာโอเคအားလုံးပဲမင်္ဂလာပါစားမယ်ဗျဒါငချင်တော့ဒီနေ့တော့ငချင်တော့ဒါဘူးစီကြောက်ဟင်းဘူးစီကြောက်ဟင်းဒါပထမအဆုံးဘွားမှာစားဖို့မှာတစ်ခါမှမစားဘူးသေးဘူးကြီးနဲ့ဘဲဘူးစီနဲ့ဘဲဦးနဲ့အခမ်းအနားတငယ်ချင်းလာပြီးတယ်ဘူးစီကြောက်ဟင်းဒါကတော့ဝန်နံယူနဲ့မြင့်နဲ့အရေးတော့မပြီးတို့စေးရစားပါမယ်ခါကြပါအောင်စားရတယ်နော်စားရပြီစားရမိမစားကြနေရတူပဲခင်ဗျာစားကြတယ်တိုင်းကြပါမကောဘူးကြောက်ခင်စားကြည့်မယ်ဗျာဘူးကြောက်နဲ့ကြက်ဥနဲ့ချက်ထားရတယ်ဘဲဥလားဝင်ရတော့တူပါလားကားမစားဘူးဘူးဒီကြောက်တော့ဟုတ်ပဲဒါမှနေရဲစိုက်တာပဲအပင်ရှိတယ်တခါဘူးဒီကြောက်စားဘူးထုတ်နဲ့ကိုအကောင်ကောင်းတယ်ရှယ်ပဲဝါနော်ဝါတို့ဒီဘူးဒီအခွန်လေးရထုတ်ခဲ့นี่อยู่ละครั้งนี่ว่าเนี่ยเป็นเนี่ยวันไหนอยู่นั่นแหละชูแหละเนาะได้ป่ะဒီကြောင့်နေတော့ကြိုက်ပါပြီဒီမှာမချင်းမဲ့လေးတက်ကြတာချက်ချင်းနဲ့ဟိုချက်ချင်းဆက်ဆက်ထုတ်ပြီးသူကလည်းထုတ်တယ်ဘာလို့ကောင်းနော်လာမလာစားပါအောင်မချွန်ဘူးထမင်းစားဖို့ဒီမှာလုပ်ပြရမစားဘူးပဲဆက်လို့ပဲရှယ်ပဲမရှိဘူးဒီနေ့ဟင်းရစားအောင်ဟုတ်ပါဘူးဒီဟာလည်းရပါအောင်ဟုတ်ရပါမယ်ဒီကပါကြောင်းနေဟုတ်လားတော့အားပေးစားကြတယ်ကြောက်နေစား ဟ
还行吧呗， ပြက်ကင်းစင်ပါမလား 当家的，就是不多能干，好吧， ဟုတ်တယ်ဟုတ်တယ် 你想呢？ ကျွာပြန်မှဘူးစီကြောက်ကြီးပဲလှမ်းပြီးတော့ချက်စားတော့မှာအစိုးချက်စားတော့အစိုးနဲ့အချောင်းနဲ့တော့ရလောက်ပါပါ那能干吗？嗯。 ရစားတယ် 好难的。 ဒီမှာထူအောင် 估计家不敢这边去了吧？那个走了，这样子。 အဲ့တော့လေးကောင်းတယ်နော်ဟုတ်တယ်လို့တော့ဟင်